ရုပ်အကျန်းအရိုင်းသိပ်တွေပါဗျအဲ့ဒီအရိုင်းသိပ်တွေကိုပယ်နိုင်ရမယ်အဲ့ဒါမပယ်နိုင်ရှင်များတို့ brighter လုပ်ဖို့မစင်စားနဲ့ဟုတ်လားအဲ့တော့ brighter လုပ်ဖို့လည်းမစင်စားနဲ့တယောက်တည်းနေလေအဲ့လူကောင်းလို့ပြောလို့မရဘလောက်စိတ်တဲ့ရုပ်တယ်လေဒါအရှင်များတို့တပည့်တို့အဲ့ဒါပယ်ပြီလားမပယ်ရဘူးအပြည့်ပဲနော်ရာနှုန်း100အပြည့်ရှိတယ်နော်ရှိပေမဲ့ဒီတို့ကသူတို့ကောင်းလေ့ကျင့်လုပ်တဲ့နေရာမှာအဲ့ဒါမထားသင့်ဘူးဆိုတဲ့အတွေးလေးကိုများတွေးပြရတာဒါပါပဲဟုတ်လားအဲ့ဒါကိုနိဂမသင်္ကပ္ပလို့ခေါ်မယ်ဟုတ်လားဒီအတွေးတွေမကောင်းဘူးဟဲ့ဆိုပြီးဒီအတွေးတွေကိုပြီးတော့ cancel လုပ်ပေးရများအဲ့တော့ဒီတို့ဒီကိုယ့်ကို awareness ဖြစ်နေဖို့လိုတယ်ဒါ self awareness မှာလည်းပြောခဲ့တယ်ကိုယ့်ရဲ့ emotion တွေကဘာလဲအိဒါမစ္စရိယဘက်ကိုသွားနေသလားသူတို့ကပျက်စီးလို့စိတ်တွေများနေသလားဆွဲချခြင်းတဲ့စိတ်တွေများနေပြီလားအဲ့ဒါဆိုဒီတို့က awareness ဖြစ်ပြီးတော့အဲ့ဒါတွေဘာလို့အောင်လဲ emotional control လို့အောင်ဟုတ်ပြီလားဗျာနော်အဲ့ဒါမလုပ်နိုင်ဘူးဆိုဒီတို့ဘာဖြစ်သွားလဲလူယုံမာကြီးဖြစ်သွားလိမ့်မယ်နော်လူလဲလူယုံမာလောတကဒိတ်တာတို့ဘုံကြီးယုတ်ကြီးဘာဖြစ်သွားလဲအရင်ကနော်ကဘာပေါင်းအများကြီးဟုတ်လားဝေါ်ပေါင်းများစွာပြီးတော့အောက်တန်းနောက်တန်းကျလာလိုက်တာနော်အဲ့ဒီဘုံကြီးယုတ်ဘွားကနေသပြီးတော့သုံးဘွားလောက်ပဲအစာဝါဝါသားတယ်ဒါတော့ခွေးဘွားမှာနော်မိမတားကြထားတဲ့ဒီအချင်းပေါ့ဗျာနော်အဲ့ဒါမျိုးပေါ့နောက်ဆုံးဘွားဆိုရင်များဘလောက်သူ့အိဒါမစ္စရိယရဲ့အားဘလောက်ကြီးသွားလဲအလုံးသိတဲ့အတိုင်းပဲနော်ရှင်သာရိပုတ္တရာသာသူပိုင်ဆွမ်းကမရတော့ဘူးဖြစ်သွားဘလောက်ဆိုလဲနော်အဲ့တော့ရွတ်စဉ်းစားကြည့်အိဒါမစ္စရိယအရှင်ကြီးတဲ့ပုဂ္ဂိုလ်ကကျန်တဲ့ပုဂ္ဂိုလ်တွေပါဒီအရှင်ကလွန့်သွားအခုသူလွှမ်းမိုးမှုနော်ရိုက်ခဲမှုအဲ့ဒါဓာတ်ရိုက်တယ်လို့ခေါ်မှတယ်ဟုတ်လားရှင်သာရိပုတ္တရာတော့သူပါလိုက်ရင်ဆွမ်းမရနောက်တော့တိကျတပါးနဲ့ဆွမ်းကန်ကြွားလာတယ်လက်ကလွတ်လိုက်တာနဲ့ဆွမ်းနေပါဖြစ်သွားပျောက်သွားတယ်အဲ့လောက်ဒီဆိုတာဒါဘာဖြစ်သွားပြီလဲနောက်ဆုံးယန္နာဖြစ်သွားတယ်ဆိုတဲ့အခြေအနေတောင်သူ့ရဲ့အိဒါမစ္စရိယအာကြီးကအရှိန်ကြီးကအိဒါမစ္စရိယပဲပြီးတို့အတိတ်ကအရှိန်တော့အရှိန်လေးတော့တစ်ခါတော့လှုပ်လိုက်အောင်မယ်ဆိုတာမျိုးတွေပေါ့နော်တစ်ခါတော့လှုပ်လိုက်အောင်မယ်ဆိုတာမျိုးအလွန်ကြောက်စရာကောင်းပါလေဗျဟုတ်ပြီလားဗျနော်အရှင်ဒေဝရတ်ကလည်းတေရီဝတ်ဆက်မှာဖျားလောင်းပေါ်မှာထားခဲ့တဲ့အိဒါမစ္စရိယ market share ရတာသူကအရင်ရတာပါဗျသူကအရင်ရတဲ့ပုံမှာသူကအခွင့်အရေးတအားလိုချင်တာဟုတ်မလားရွှေခွက်ကြီးကိုအလကားလိုချင်တာလေအဲ့ဒီတဲ့ကြောင့်သူကအရင်ရတဲ့ခွင့်ကိုနောက်ကျသွားတော့ဘုရားလောင်းကိုအညိုးထားခဲ့တဲ့ဒီဘဝပေါ့ဒေဒီဝဇက်ကနေစထားလိုက်တပည့်တော်ဒီအညိုးတွေဘယ်လောက်ကြောက်စရာကောင်းလဲသုလဓမ္မဘာလသက်မှာဆိုရင်ဘုရားလောင်းကသားရင်ဖြစ်နေတယ်ရှင်ဒေဝရတ်ကအလောင်းကဖအေးဖြစ်နေတယ်အဲ့ဒီသားလေးလာသားလေးဘာလို့ပြသတ်ပြတာဗျဟုတ်တယ်မလားနော်ခြေနှစ်ဘက်ဖြတ်လက်နှစ်ဘက်ဖြတ်ခေါင်းဖြတ်ကြံတဲ့အလေကောင်ကကိုယ်ပိုင်းလေးကိုအပေါ်မြောက်တပြီးလှန်နေဘက်ထိုးမှွန်းပြတာအဲ့ဒါပါဆိုတော့ဒေဝဇက်ကအိဒါမစ္စရိယထားပြီးတော့ဖြစ်ခဲ့တဲ့အာဃာရအမုန်းတွေမုန်းဆွဲတွေဘယ်လောက်ကြီးတယ်အဲ့တော့တပည့်တော်မြင့်မြတ်တဲ့သူဖြစ်အောင်ကြိုးစားပါမမြင့်မြတ်တဲ့သူစိတ်ထားနှိမ့်ကြတဲ့သူဆိုတာအမြဲတမ်းဝင်နေစောင်းနေရစိတ်ထားမှာအာဟုသူဝင်နေစောင်း